ဒီနေ့ကတော့အပျော်ဆုံးနေ့လေးပဲဖြစ်ပါတယ်ဒီနေ့ဈေးသွားရင်းနဲ့ဘာတွေတွေ့လာခဲ့လဲဆိုရှမောင်ရွက်တွေတွေ့လာတာပဲဖြစ်ပါတယ်အဲ့ဒါနဲ့ရှမောင်ရွက်ကိုတွေ့ချင်း3စီးဝယ်ခဲ့ပါတယ်3စီးကိုအများကြီးပဲအဲ့ဒါပြီးပဲပင်ပေါရယ်ကစွန်ရွက်ရယ်ပန်းတီရယ်ဝယ်ခဲ့ပါတယ်ရှမောင်ကြော်စားပါမယ်ရှမောင်ရွက်ကိုအလျှောက်လန်းပြီးတော့ကြာရှည်ခန့်အောင်လုပ်ပါမယ်ရှမောင်ရွက်3စီးကို8000ကျော်ပေးရပါတယ်ကစွန်ရက်ကတော့တစ်စီးကို1000ပါပဲပင်ပေါက3000ကျော်ပါတယ်ပန်းတီက3လုံးကို6000ပေးခဲ့ရပါတယ်စုစုပေါင်း2000တော့မကျော်ဘူးပေါ့နော်ရှမောင်ရွက်မစားရတာကြာပြီဆိုတော့အရင်နဲ့ပျော်နေပါတယ်မနေ့ကကြရင်ရှမောင်ကျော်ပါမယ်ဟိုအရင်တော့အိန္ဒိယဈေးမှာတွေ့ခဲ့ပူပါတယ်တစ်ခါပဲဝယ်ခဲ့ပူပဲဒီဈေးမှာအခုမှတွေ့တာပါ